2ရက်9လ2025နေကုန်ပေါ့နော်နေကုန်one chain one chain shit though one chain ဒီကောင်one chain shit though one chain မနေ့မှမမေကြိုက်တဲ့ခဏလေးနဲ့တွဲပေးရမယ်ဆိုရင်တော့shit တော့ဒါလေးကမမေကြိုက်တဲ့ခဏလေးပါနော်ထိုးသားတွေကတော့83ဝန်းကျင်ကိုဦးစားပေးပြီးတော့ကစားပေးပါ29ရက်2ရက်9လ2025နှစ်ကောင်ဝန်းကျင်ကတော့83ဝန်းကျင်ဖြစ်ပြီးမင်းကြိုက်တာလေးကိုတွဲပေးထားရမယ်ဆိုရင်တော့9853ပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်